TikTok မှာတင်ထားတဲ့ဗီဒီယိုတွေကိုပြန်ပြီးတော့ down တဲ့အခါမှာဆိုရင် TikTok logo ကြီးကပုံမှန်တိုင်းဆိုပါတယ်ပေါ့နော်။ဒါမျိုးပါပြီးတော့မိတ်ဆွေက TikTok မှာပြန်နေမယ်ဆိုရင် view တွေကကျလိုက်မယ်။အဲ့တော့အခြားသောဒီ Facebook YouTube တွေမှာပြန်ပြီးတော့တင်မယ်ဆိုလဲဒါကြီးကရုပ်ဆိုးတယ်ပေါ့နော်။ဒါမျိုးမဖြစ်ရလေအောင်လို့ TikTok logo မပါအောင် download ရမယ့်နည်းလမ်း၃ခုကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာမိတ်ဆွေတို့အတွက်မျှဝေပေးသွားမယ်ပေါ့နော်။အဲ့တော့ဒီပထမဆုံးတစ်ခုကတော့မိတ်ဆွေဗီဒီယိုစတင်တဲ့အခါမှာတခါလဲပိတ်လို့ရတယ်ပေါ့နော်အဲ့တော့ဥပမာလေးနဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်မယ်ပေါ့နော်ဗီဒီယိုတစ်ပုတ်တင်မယ်ပြီးတော့ next ကိုနှိပ်မယ်ပေါ့နော်ဒီနေရာလေးမှာပေါ့နော်ဒီမှာအောက်နားလေးမှာ mode option ဆိုတာလေးရှိတယ်ပေါ့နော်အဲ့နားလေးမှာဒီမှာ save with watermark ဆိုတာလေးကိုမိတ်ဆွေတို့ပွင့်နေလိုက်မယ်ပေါ့နော်ဒါဆိုရင်မိတ်ဆွေတို့ကိုတင်ထားတဲ့ဗီဒီယိုကိုပြန်ပြီးတော့ down တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ logo ကြီးပါနေမှာပေါ့နော်ဒါမျိုးမပါအောင်ဒါလေးကိုတစ်ချက်ပိတ်ပေါ့နော်ပိတ်ပြီးတော့မိတ်ဆွေတို့ post တင်လိုက်ပေါ့နော်တင်းပြီးတော့မိတ်ဆွေတို့ပြန်တောင်းမယ်ဆိုရင်တော့ TikTok logo မပါတော့ပါဘူးအဲ့တော့ဒီနည်းကတော့မိတ်ဆွေတို့ကိုယ့်ရဲ့ဗီဒီယိုက quality ကျသွားမှာပေါ့နော်အခြားနေရာမှာပြန်ပြီးတော့တင်မယ်ဆိုရင်ဗီဒီယိုကဝါသွားမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုတစ်ပုတ်ကို down ညင်တဲ့ဗီဒီယိုတစ်ပုတ်ပေါ့နော် okay အဲ့တော့ဒီဗီဒီယိုတစ်ပုတ်ကို down မယ်ဆိုရင်ဒီမှာအောက်က share ဟာနေပြီးတော့ copy လေးယူမယ် copy လေးယူပြီးတော့ကျွန်တော် browser ထဲကိုသွားမယ် browser ထဲမှာကျွန်တော် snapday ဆိုပြီးတော့ရိုက်စားလိုက်မယ်ရိုက်စားပြီးတော့အပေါ်ဆုံးမှာပေါ်တယ်အဲ့မှာ copy list ယူထားတဲ့ page ချမယ် page ချပြီးတော့ download နှိပ်မယ်download နှိပ်ပြီးတော့ဒီမှာကိုမူရင်းတက်ထားတဲ့ဗီဒီယိုက HD quality ဆိုရင် download HD ကိုနှိပ်ပြီးတော့ကြောင်ညာလေးကြည့်ပြလိုက်တာနဲ့ဒီဗီဒီယိုက auto down သွားမှာပေါ့နော် okay အဲ့တော့တတိယနီလန်းပေါ့နော်တတိယနီလန်းကတော့ဆောနာလိုပဲကိုတောင်းခြင်းတဲ့ဗီဒီယိုလေးကို copy ယူမယ်ပေါ့နော် okay တော့ဒီဗီဒီယိုလေး copy ယူမယ်ပြီးတော့မယ် okay အဲ့တော့ copy ယူမယ် copy ယူပြီးတော့နောက်တစ်ခုကဘယ်ကိုသွားမလဲဆို Telegram နဲ့ကိုသွားမယ်ပေါ့နော် Telegram search မှာကျွန်တော်ဘာရိုက်စားမလဲဆို TikTok downloader ဆိုပြီးရိုက်စားလိုက်ပေါ့နော် okay တော့ဒီမှာကြာလာလိုက်မယ်အဲ့တော့သူ့ရဲ့မှာ subscriber ဟောရှိတယ်ပေါ့နော် user 50ကျော်ရှိတယ်ပေါ့နော်တန်း50ကျော်ရှိတယ်ဒီလိုပေါ်လာပြီဆိုဒီမှာ start ဆိုတာလေးပေါ်လိုက်မယ်ပေါ့နော် okay ပြီးတော့ပြီဆိုရင်တော့ကိုစောနာ copy ထားတဲ့ဟာလေးဒီချက်မှာ paste ချလိုက်ပြန်ပေါ့နော်အဲ့တော့ဗီဒီယိုကဆေးတယ်ဆိုရင်တော့ဒီနေ့ဒီကနေဒီနေ့တိုင်းနဲ့ download အဆင်မပြေဘူးပေါ့နော် okay အဲ့တော့ဒီမှာတစ်ချက်ပို့လိုက်မယ်ပေါ့နော်ပို့သွားပြီဆိုတော့ဒီဗီဒီယိုလေးကဒီမှာကြာလာပြီအဲ့တော့ကြာလာပြီဆိုရင်ဒီ save ကနေပြီးတော့ကိုဒီဗီဒီယိုလေးကိုအလွယ်တကူ down လိုက်လို့ရတယ်ပေါ့နော် okay ဒီဗီဒီယိုလေးကို down ပြီးတော့ပုံမှန်တိုင်း Telegram ဗီဒီယို down လုပ်လို့ပဲပေါ့နော်ဒီစက်ကလေး30ကိုနှိပ်ပြီးတော့မိတ်ဆွေတို့အလွယ်တကူ down လိုက်လို့ရပြီပေါ့နော် okay အဲ့ဒါလေးမျှဝေကြည့်ဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျ